ဒီငရမ်းကြောက်တယ်ရှယ်ငရမ်းကြောက်တယ်18သိန်းကျော်ပါတယ်နော်ဒီငရမ်းကြောက်တယ်ပြောတော့တာတွေ့တာပါဘလို့ငရမ်းကြောက်တယ်ဆိုဒီလိုရှယ်ကြောက်ပေါ့နော်အဲရှယ်ကြောက်တယ်တက်ကြံပုံလေးနဲ့ကဲရောင်းမရပြီတော့အစီငရမ်းကြောက်နဲ့စီနဲ့တွေ့မှ तू ကအရသာရှိတာနော်ကဲဒါကျွန်တော်အိမ်အတွက်ဝယ်တာပေါ့နော်ဒီမှာ19သိန်း5000ပါ19သိန်း5000ပါငရမ်းကြောက်ပြီတာနော်ဒါလက်ဖက်နှက်လေးပါလက်ဖက်ချင်ဆက်နှက်လေးပါရိုးသားပါလေ तू ကတော့ဒါကဇယန်းတော့မြောက်ပိုင်းလက်ဖက်ဇယန်းလက်ဖက်နော်ဇယန်းချင်ဆက်အညွန့်ချင်ဆက်လေးကိုရည်တော်ပြီစီမြို့သီးစိမ်းလေးနဲ့နော်ကဲရိုးရှင်းသွားပြီဗီနီဂါနဲ့ပဲလုပ်ပါမယ်နော်ကဲဗီနီဂါလေးနှလုံးချုံမုံလေးထည့်မယ်စားလေးနည်းနည်းထည့်ပါဗီနီဂါနောက်တစ်လုံးပေးဩနောက်တစ်လုံးပေးဖွင့်လာတော့မရှိတော့ဘူးနော်ဗီနီဂါ3လုံးစားလေးနည်းနည်းထည့်မယ်ကဲရတယ်ဗီနီဂါ4လုံးဖြစ်သွားပြီတန်ခါပါရှိအောင်ဗီနီဂါ4လုံးကဲသာသာလေးကြီးအပေါ်အောက်လေးနှံအောင်မဲလားနှံနော်လေးလားပေါ်လေးလားဒါမညစ်နဲ့မွားလေးသွားအေးလက်ဖက်အညွန့်လေးနေတယ်နော်လုံးဝမညစ်ကြဘူးပေါ်အောက်လေးလှန်ယူသီးစိမ်းနဲ့နော်ထူတော့ပြီစမဲ့ပုံလည်းမပေါ်ပါဘူးငေသီးကြရတယ်ကျွန်တော်တို့လက်ဖက်နဲ့ဆိုရင်လေငေသီးအနီတောင်းအရန်ကောင်းလှတယ်ဗောနော်မှန်မှန်အနီတောင်းထည့်ရမထူးတော့ပြီနော်စားလေးနည်းနည်းပဲထည့်ကြရပေါ်လေးနဲ့အချုံမုံလေးတော့ထည့်တယ်တစ်ထုပ်လောက်လက်တော့လေးပြီကဲဒီလိုအညွန်လေးတွေတော့ကောင်းကိုထုတ်ကိုပြေအောင်မယ်အိမ်ကဝန်ထမ်းတွေဖို့လောက်တာအဲ့လောက်မကောင်းနက်တွေဆောင်းလျှောက်တာလားတကယ်ဖျားစုမိုးကြိုးပြစ်တန်ဃာတွေအတွက်လောက်တော့တာမေခုနကတော့အိမ်ကဥစ္စာတဲ့ဝန်ထမ်းတွေကျွေးဖို့လောက်တာဒါတော့မကောင်းဒီမှာရှိသူကတော့လက်ဖက်လေးကနည်းနည်းလေးညံ့အောင်တော်ကောင်းတာဘာမှပြောစရာမလိုဆရာကြီးတော့ဆရာကြီးပဲဒါလေးပို့ထည့်ထိမိသွားမှာမဟုတ်ဝေးလိုက်နော်စားလေးနည်းနည်းပေးစားလေးနည်းနည်းထည့်အပေါ်လေးလန်ပေးစီလေးနဲ့ထပ်ထည့်ဒါဆိုရင်တော့ပြောစရာမလိုအောင်ကောင်းပြီဟဲ့ရပြီကျွန်တော်ဒီနေ့ကဝေးလိုက်ကိုကြီးကိုထုံးဝင်းနေလာမိသားစုတို့ရဲ့ဒီနေ့ကကိုကြီးကိုထုံးဝင်းနေလာမိသားစုတို့လူတန်းနေပါဒီနေ့ကကုန်ကြမှုတွေများပါတယ်ကိုကြီးကတူတာတစ်လကို85သိန်းတော့ပြီပဲဒီနေ့ကတန်ခါနဲတယ်ဆိုပေမဲ့ကျွန်တော်တို့ကခုလိုဓမ္မကြီးကျောင်းတိုက်တွေကိုဒါဓမ္မတူတာအတွက်နော်ဓမ္မတူတာအတွက်ဟောဓမ္မတူတာအောင်နှစ်ဘူးကဲဓမ္မကြီးဓမ္မတူတာနှစ်ဘူးဒီဘက်မှာသူ့ဟာနဲ့သူအကုန်လုံးတက်လာနော်လဲတာမဟုတ်ဘူးခုန3ပြားတယ်လှုပ်လိုက်လားလှုပ်လိုက်တယ်နော်3ပြားလည်းလှုပ်လိုက်တယ်ကဲဒီမှာနော်ဒီမှာအရန်ကောင်းသွားပါပြီနော်ပြောစရာမလိုအောင်ကောင်းနေပါပြီဒီမှာထပ်ပြန်ကြီးကြည့်လိုက်အောင်ပူကောင်းသွားနော်
နည်းနည်းလေးပြီးပိုကောင်းသွားရတာဒါလေးနဲ့ပေါ့ရတာရှိသွားနော်ကဲကိုကြီးကိုထုံးမင်းနေလာမိသားစုကျမ်းမာချမ်းသာပြီးကောင်းကျိုးလိုအပ်ဆန္ဒပြပါစေကြောင်းစုမုံကောင်းလေးကိုတာပါတယ်နော်ဤကုသိုလ်ဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေအကိုကြီးတတိုင်းရပါစီတောင်းတိုင်းလည်းရပါစီဆုတောင်းတိုင်းလည်းပြည့်ပါစီလူဝင်ဆန္ဒရဲ့တလုံးဝတည်းပြည့်စုံပါစေဒီနေ့ကအတန်ကားတွေရမ်းကြိုက်ပါဒီမှာပါနှင်းလေးနော်ဒီမှာနှင်းလေးနော်လက်ဖက်လေးကမထည့်ရသေးဘူးနော်ဒီမှာလက်ဖက်လေးထည့်မယ်နမူနာပဲမထည့်နဲ့တော့ပြည့်ရပါမယ်နော်ဒီလိုလေးပါနော်ဒီလိုဖယ်ယူရရင်ကျွန်တော်တို့ကပြန်ပြီးတော့ထည့်လို့မကြရတော့နော်တန်ကားလေးတော့အဲ့ဒါကြောင့်မို့နော်ဟုတ်ကဲ့ပါအားလုံးပဲဝမ်းမြောက်မှုမော်ဓာတုခေါ်ဆိုကြပါအောင်နော်ကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုအားလုံးပဲကိုယ်စိတ်တစ်ပြတ်ကျမ်းမှချမ်းသာကောင်းကျိုးလိုအပ်ဆန္ဒပြည့်စုံကြပါသည်ဗျာ